င်္ဂလာပါအခုမြင်တွေ့နေရတဲ့ဖရားတော့ရှမ်းပြည်ပင်တရမြို့သားလေးက8400ဖရားလို့ခေါ်တဲ့ဇာရိတမနိုင်ဖရားပဲဖြစ်ပါတယ်အဆုံးထိကြည့်လိုက်ကြမယ်နော်ကိုလေးဖော်ရတော့ပင်တရဖရားပြီးအပြန်ဝင်လာဖြစ်ပါတယ်ရှင်ပင်တရနေဆိုလို့ရှိရင်15မိနစ်လောက်ပဲမောင်းရပါတယ်ရှင်ကဲရောက်ပါပြီရှင်မြင်တွေ့ရတဲ့မြင်ကွင်းရဆိုလို့ရှိရင်ကိုမျက်စိကိုတောင်မယုံနိုင်လောက်အရန်ကိုတက်ပယ်တယ်ပေါ့နော်အဲ့တော့အထက်မှာဘာတွေရှိလဲတစ်ချက်သွားကြည့်ကြအောင်ဒီပုံကတော့8400ပြားရဲ့ရှိတတရနဲ့ရိုက်ထားတဲ့ပုံဖြစ်ပါတယ်ရှင်တို့တော်လုံးကတော့ကိုရီတစ်ဖွဲ့ပဲရှိတယ်မိုးရသည်လည်းဖြစ်တယ်ရာသီဥတုကလည်းအရန်တာရတယ်ပေါ့နော်အရန်လက်ကန်ကောင်းတယ်လို့ပြောလို့ရပါတယ်ရှင်ဘာလို့လဲဆိုတော့ဖရားရဲ့တစ်ခုလုံးမှာကိုရီမိသားစုဖွဲ့ပဲရှိပါတယ်အဲ့ဒီမှာဖုံဖုံတစ်ပါးကလိုက်ပို့ပေးပါတယ်ရှင်ကဲဖရားပေါ်ဆက်ပြီးတော့တက်ကြည့်မယ်ဘာတွေရှိမယ်ဆိုတာကိုအားလုံးသိစိတ်ရိုက်ပြပေးသွားပါမယ်ရှင်မြင်နေရတဲ့မြင်နေရဆိုရင်လုံးဝရင်သက်ရှိမောပြီးတော့ပေါ့နော်အရန်ကိုအနည်းစိတ်ကြပါတယ်ရှင်8400လို့ဘာလို့ခေါ်လဲဆိုတော့ဒီဖရားကြီးမှာစိတ်နဲ့အစုပေါင်းဖရားစနစ်တော်အစုပေါင်း8400တုံးလို့ပူဇော်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့8400ဖရားလို့ခေါ်ပါတယ်အချို့တွေကတော့ဖရားအောင်ဖရားလို့လည်းသိကြတယ်ဒီဖရားရဲ့ဘွဲတော်နာမည်ကတော့ဇာရိတမန်နိုင်ဖရားလို့ခေါ်ပါတယ်ရှင်အခုလိုမိုးရသည်မှာခီးသွားရတာဘာတစ်ခုကောင်းလဲဆိုတော့မိုးရင်းဖြစ်တဲ့အတွက်ကြောင့်ဖျားမှုနေတယ်အေးစစ်စစ်ဖူးချင်တဲ့လူတွေတော့ကတော့အရင်ကအဆင်ပြေတယ်ပေါ့နော်ဖျားပြီးရဒီမှာသွားလို့ရှိရင်ဖျားကိုအေးစစ်လည်းမဖူးရဘူးတိုးရပြီးတော့ဓာတ်ပုံလည်းကောင်းကောင်းရိုက်လို့မရဘူးပေါ့နော်အခုတော်တော်သွားရသည်ဆိုရင်လုံးဝလူသူကင်းလေးပြီးတော့ဘူးမှလည်းမရှိဘူးပေါ့နော်ဒါပေမဲ့တစ်ခုရှိတာကအချိန်မဆွဲဘဲနဲ့ကိုယ့်ဟာကိုယ်မြင်မြင်ဆန်ဆန်လို့မြင်မြင်ဆန်ဆန်သွားအတိတ်တတိရှိဖို့တော့လိုပါတယ်ရှင်တေချာလေးအသေးစိတ်တော့ဖူးကြတယ်ပေါ့နော်ကိုယ်တမိသားစုလုံးတေချာဖူးတယ်တဘာဝအရာတာကိုခံစားတယ်ပြီးတော့တခုရှိတာကရှမ်းပြည်မှာလေအများဆုံးကခိုးလေးအရန်တိုးတယ်ပေါ့နော်ကိုယ်တွေထင်ကြမဟုတ်ပဲနဲ့တိရဲ့ကူလေးဆိုလို့မတိသေးတဲ့ကူလေးဆိုတာလည်းအရန်များတယ်ပေါ့နော်ဒီမှာဆိုရင်လည်းဒါကူတစ်ခုရှိတယ်ပြီးလို့ရှိရင်ဖုန်းကအောက်မှာပြောသွားတယ်ပြန်ဆင်းရလို့ရှိရင်အောက်မှာကူတစ်ခုရှိသေးရဲ့ပေါ့နော်အဲ့ဒီကိုလည်းဝင်ရောက်လေ့လာလို့ရတယ်လို့ပြောပါတယ်ရှင်ပြန်အဆင်းကြလို့ရှိရင်တော့အဲ့ဒီကူလေးကိုပါတစ်ချက်လောက်ရိုက်ပြပေးပါမယ်ရှင်အဆုံးထိကြည့်ပေးပါအောင်နော်ဒီမှာဆိုလို့ရှိရင်လူမရှိတဲ့အတွက်ကြောင့်မို့လို့ဓာတ်ပုံလေးအေးစစ်စစ်ရိုက်လို့ရတယ်အေးစစ်စစ်လည်းဖူးခွင့်ရတယ်ပေါ့နော်တဘာဝရာသီဥတုဟာဆိုလို့ရှိရင်အရန်တာရတယ်မိုးလုံးဝမရွာပဲနဲ့မိုးလေးအုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖရားကိုချွေးတစက်မှမထွက်ပဲနဲ့အေးအေးချမ်းချမ်းဖူးခွင့်ကိုရရှိခဲ့ပါလေရှင်ဒါကတော့ကံအကောင်းဆုံးတစ်ခုပေါ့နော်တစ်ခုရှိတာကရှမ်းပြည်မှာဘယ်တော့မှမိုးမပြတ်ပါဘူးဘယ်လိုမျိုးရန်ကုန်မှာဘလောက်ပဲနေရီပူရှမ်းပြည်မှာလေအရန်နေလို့ကောင်းတယ်အဲ့တခုအရန်သဘောကျတယ်ပေါ့နော်ကြည့်ပါဦးရှုခင်းတွေဘယ်လောက်တောင်ပါရလဲဆိုတာနော်အသေးစိတ်ရိုက်ပြထားပါတယ်ရှင်တတိချာအေးစစ်စစ်ဖူးပြီးသွားပြီဆိုတော့ကဲပြန်ထွက်ပါတော့မယ်ရှင်တကယ်လည်းရမြောက်အောင်မြင်တဲ့ရတဲ့ဇေဒီတဆူကိုဖုန်းရောက်ခွင့်ရခဲ့လို့အများကြီးကျေးဇူးတင်ပါတယ်အခုကဒါကူတော့သွားမှာပေါ့နော်ဘုံဘုံပြောတဲ့ခုတစ်ခုရှိသေးတယ်ဆိုတာကိုဝင်ကြည့်မှာပါဝင်ကြည့်တဲ့နေထားရအမလေးအကြောက်ဖို့ကောင်းတယ်ခုကအရင်မှောင်နေပြီးတော့ဝင်တော့ကချင်းချင်းလေးပေါ့နော်ဘုံကတော့ဝင်လို့ရတယ်ဆိုပြီးပြောပြီးမယ်တစ်ဖွဲလုံးကတော့ကြောက်လို့မဝင်ခဲ့ပါဘူးရှင်ဒါကတော့ဖုန်းကျောင်းရှိမှစိုက်ထားတဲ့တရက်ပင်လေးဖြစ်ပါတယ်တရက်တွေကစားမဲ့လူတော့မရှိပါဘူးရှင်ဒါကတော့အမေကတော့ဟိုအသိမဲ့နေပြီဒီအသိမဲ့နေပြီနဲ့ရှောက်ထိုးနေတာဖြစ်ပါတယ်ကဲအေးစစ်စစ်နားနေလို့ပါပြီဆိုတော့ပြန်มาတော့မယ်ရှင်အားလုံးကျေးဇူးများတင်ပါတယ်ဗီဒီယိုလေးဆုံးကြည့်ပေးအတွက်ကျေးဇူးများတင်ပါတယ်ဗီဒီယိုလေးကြိုက်ရင် like and follow လေးလုပ်ထားပေးပါအောင်ရှင်နောက်ထပ်အသစ်တွေမှာထပ်တွေ့ပါမယ်ရှင်တတား